ဗရိုနီကာနဲ့ပွဲမှာလက်ခမောင်းခက်ပြီးမြန်မာပရိသတ်ရဲ့နှစ်လုံးသားကိုထပ်မံသိမ်းပိုက်သွားအောင်လားရှာကွန်နိုင်ငံခြားသူတူဖေပေမဲ့မြန်မာလက်ခမောင်းကိုဝတ်ဝင်ကြွားခပ်ပြပြီးပရိသတ်ရဲ့ရင်ခုန်တန်းကိုဖန်ဆားထားတဲ့ဖိုက်တာသူမကတော့အစ္စရေးနိုင်ငံသူကိုဟန်လို့လူသီးမားတဲ့ရှာကိုဟန်ပါပဲအခုဆိုရင်သူမဟာမြန်မာပရိသတ်ရဲ့အသေးကျော်ဗရိုနီကာနဲ့ထိတ်တိုက်တွေ့တော်မှာမို့တကဘာလုံးကစောင့်ကြည့်နေကြပါပြီကိုဟန်ရဲ့အောင်မြင်မှုတွေနောက်ွယ်မှာခိုင်မာနဲ့အထောက်ပံ့တစ်ခုရှိပါတယ်အဲ့ဒါကတော့ထိုင်းနိုင်ငံ Fair Tax ချင်မှာစုံတွေ့ခဲ့တဲ့မြန်မာလက်ခွေကျော်စဝင်းပါပဲကျော်စဝင်းဟာသူမကိုလက်ခွေနီးစနစ်တွေကျင်းပကပဲမြန်မာရိုးရာလက်ခမောင်းခတ်တာတွေကိုပါအနီးကတင်ကြားပေးခဲ့တာပါသူတို့နဲ့ဦးဟာမောင်နှမအရင်နေလို့ရတဲ့ပဲဒီလိုတန်ရောစင်ခိုင်မာလို့ပါတယ်ရှာကိုဟန်ဟာကျိုးဝိုင်းထဲမှာဒီမြန်မာစန္ဒမဟုတ်ပါဘူးအပြင်မှာလည်းမင်္ဂလာပါလို့ပြပြတတနှုတ်ဆက်တာတို့မြန်မာစကားကိုလည်းဒီဇိုင်းမမဲ့တင်ယူနေသူပါနိုင်ငံခြားသူတူထီပြီးမဲ့မြန်မာရင်းကျေးမှုကိုဒလေးတစားတန်ဖိုးထားတဲ့သူမရဲ့စိတ်တက်ကြောင့်ပဲမြန်မာပရိသတ်တွေကကိုဟန်ဆိုပြီးတော့ခင်မင်းရင်းနှီးစွာနှလုံးသားထဲမှာနေရာပေးထားကြတာပါလာမယ့် February 23 ရက်နေ့မှာတော့ One Championship စင်မြင့်ထံမှာမြန်မာဂုံဆောင်ဗရိုနီကာနဲ့ကိုဟန်တို့ထိတ်တိုက်ရင်ဆိုင်ကြတာမှာပါမြန်မာသွေးပါတယ်ဗရိုနီကာနဲ့မြန်မာစိတ်တက်ရှိတဲ့ကိုဟန်ဒီနှစ်ယောက်ရဲ့ပွဲဟာ action အပြီးသွေးဆူစရာအကောင်းဆုံးပွဲဖြစ်လာမှာသိကြပါတယ်ကိုဟန်ရောဒီပွဲမှာရောလက်ခမောက်ခက်ဒီပရိသတ်ရဲ့နှလုံးသားကိုထပ်မံသိမ့်ပိုက်သွားအောင်မလားကဲပရိသတ်ကြီးဒီပွဲမှာဘယ်သူကိုအားပေးကြမှာလဲဗရိုနီကာလားဒါမှမဟုတ်ကိုဟန်လားဘယ်သူနိုင်မယ်လို့ထက်လဲ comment မှာရေးပေးခဲ့ကြပါဦး